Iron နေ Diamond နေရှာခြင်းလို့ရှိရင်ဒီလိုမျိုးကြီးပဲရှာနေကြတော့မယ်လားဒါဆိုရင်တော့ bro ကရန်ခင်းတော့ကြာနေပါပြီကျွန်တော်ပြောတဲ့ဒီလန်အတိုင်းရှာကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အားလုံးမြင်တာပါကျွန်တော်တော့ Harry ပဲဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ကစပါးမှာပေါ့နော် Diamond နဲ့ Iron တွေကိုအလွယ်တကူရှာကြလို့ပဲနဲ့ပစ္စည်းပွားဆက်ကလေးကိုကျွန်တော်ပြတော့ပြင်မှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲလက်ကြည့်ပြကြပါဦးအားလုံးပဲဟုတ်ပြီပစ္စည်းပွားဆက်ကလေးလုံးမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီပစ္စည်းရှိဖို့လိုအပ်ပါတယ်ပေါ့နော်โอเคပစ္စည်းလေးကိုကျွန်တော်အရင်ဆုံးရှင်းလိုက်ပါမယ်ပေါ့နော်โอเคအဲ့ဒါဆိုတော့ဒီပစ္စည်းလေးကိုကျွန်တော်ချရနေတိုင်းချပါတော့ကတ်စတမ်တစ်ခုဒီဘက်မှာတစ်ခုချမယ်အလယ်မှာသုံးခုချပြီးဒီဘက်မှာတစ်ခုချမယ်ပြီးတော့ကျွန်တော်ဒါလေးကိုပေါ့နော်ကျွန်တော်ပြအမြင်မယ်လို့ပေါ့နော်ဒီလိုလေးချလိုက်မယ်ပြီးတော့ဒီလိုလေးချလိုက်မယ်ဆက်လာလို့ရှိရင်ဒီလိုတော့ပြန်ချမယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီလိုပုံစံလေးကြာပြီပေါ့နော် redstone လေးကိုကျွန်တော်ဒီလိုလေးပေါ့နော်နှစ်ခုပေါင်းလေးမြင်အောင်လို့ဆက်ပြလိုက်မယ်ဒီလိုလေးဒါလေးကိုချမယ်ဒါလေးကိုဒီပါကိုချမယ် redstone ကိုပြန်တက်မယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်ရရပြီးတော့ကျွန်တော်ကDiamond ကတခုလေးဒီရောတက်တိုင်းပေါ့နော်ဒီအိတ်လေးတွေကိုကျွန်တော် Diamond တက်လိုက်မယ်တခုပဲနော်ဘရိုပြီးကြတော့ထဲလေးကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုဒါလေးကိုဖွင့်ရတဲ့မျိုးရရိုက်ပေါ့နော်ခဏလေးကြာလေးစောင့်နေတယ်ပေါ့နော် A few moments later ဒီလေးကျွန်တော်ဒီလိုလေးလုပ်ပြီးတော့ဟိုကောင်းတယ်ပေါ့နော်โอเคအဲ့ဒါဆိုတော့ကျွန်တော်ရရပြလိုက်မယ်ဒီမှာလေအိတ်ဒီမှာလေနှစ်အိတ်ပေါ့နော်စောနာဆိုတော့ကျွန်တော်နှစ်အိတ်ဒီမှာလေ Diamond တစ်ခုဒီမှာလေ Diamond နှစ်ခုအားလုံးပေါင်း Diamond 3ခုရရပေါ့နော်ဒီကျွန်တော်ပြောရရင်ဒီအတိုင်းလုံးပဲဆိုကျွန်တော် Diamond အများကြီးရရပေါ့နော်အားလုံးမဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ကပစ္စည်းပွားချက်ကလေးပေါ့နော်ဘလူးလေးနားလာပြီးဒီမှာသင်ပြောလို့နေပါတယ်အားလုံးဒီဗီဒီယိုကြောက်ပါပဲနောက်ဗီဒီယိုကြမှာကျွန်တော်ပြန်သိကြရင်ပေါ့နော်ကိုပါ